ဒီလိုမျိုးတဲလေးတွေပါအေယာဝတီမြစ်ထဲကသွားကြုံထားတဲ့တဲလေးတွေပါဒါပိတ်စလူချင်းတဲ့ site ကြီးနဲ့ညက်ဆေးအဖြူနဲ့ဘောင်စတင်ပြီးခွေဒီအတွင်းထဲမှာပေါ်တော့အာရီတန်လီတာတဲကပ်ပါတယ်အောက်ကနေအားလုံးပဲမင်္ဂလာပါရှင်ပကံခီးစင်မှတ်တမ်းလေးနဲ့ပတ်သက်ပြီးတော့အနွယ်ထာမင်းလက်ထက်ထင်ရှားခဲ့တဲ့ဇီဒီပတိုးတွေကျက်စစ်သားမင်းလက်ထက်ထင်ရှားခဲ့တဲ့ဇီဒီပတိုးတွေအကြောင်းကိုအပိုင်းလိုက်လေးတွေနဲ့မျှဝေပြီးသွားပြီဖြစ်လို့ဒီဗီဒီယိုလေးမှာတော့အလောင်းစီသူမင်းနဲ့သူရဲ့သားနေရသူမင်းတို့လက်ထက်ထင်ရှားခဲ့တဲ့ဇီဒီပတိုးလေးတွေအကြောင်းကိုဆက်လက်မျှဝေပြီးသွားမှာဖြစ်ပါတယ်ရှင်အခုရောက်နေတာကတော့တပညုဖျားကူပါအလောင်းစီသူမင်းကြီးကသူနန်းတက်ပြီးတော့17နှစ်အကြာခရစ်နှစ်1144မှာဒီတပညုဖျားကိုတက်ထားခဲ့တာတဲ့တပညုဖျားကဒုတယ်လဲကြီးမားတယ်ညံတော်အမြင့်ကလည်းပေ200ကျော်လောက်ရှိတယ်ဒီပကံမှာရှိတဲ့ဖျားစီဒီတွေထဲမှာဆိုလို့ရှိရင်ညံတော်အမြင့်ဆုံးမို့လို့အမြင့်မှာတပညုဆိုပြီးတော့လေပကံမှာထင်ရှားကြော်ကြတဲ့ဖျားတဆူဖြစ်ပါတယ်ဒီဖျားကိုတည်ထားတာကဒီဖျားဝတ်ပြုယုံတသက်မဟုတ်ပဲနဲ့တန်ဃာတော်တွေသတင်းသုံးဖို့အတွက်ကောပရိကတ်တိုက်ထားဖို့အတွက်ပါရည်ရွယ်ပြီးတော့တည်ထားခဲ့တာတဲ့ဒီဖျားရဲ့ပထမအဆင့်နဲ့ဒုတိယအဆင့်ကတန်ဃာတော်တွေအတွက်ဖြစ်ပြီးတော့တတိယအဆင့်မှာကျတော့ဗုဒ္ဓရုပ်ပွားတော်တွေကိုပူဇော်ထားရှိထားပါတယ်စတုထအဆင့်ကိုပရိကတ်တိုက်အနေနဲ့အသုံးပြုပြီးတော့ပြစ္စမအဆင့်မှာဇေဒီတဲတဲ့ဓာတ်တော်မွေတော်တွေကိုဌာပနာထားရှိခဲ့ပါတယ်ခုနောက်ပိုင်းဖျားဒီအပေါ်အဆင့်တွေကိုလည်းတခွင့်မပေးတော့ဘူးပိတ်ထားလိုက်ပြီဟိုးရင်တော့ဆိုလို့ရှိရင်ဒီတပ်ပညုဖျားပေါ်ကနေတက်ပြီးတော့ပကံရှုခင်းကိုကြည့်ရတာရမ်းလှလို့ပကံမျောစင်လို့လည်းတင်စားခံရတဲ့ဖျားဖြစ်တယ်ပေါ့နော်ခေတ်ဆက်ဆက်ကထုံးနေတုတ်ခဲ့ကြလို့ဒီမှာရှေးမူလက်ရအများစုကတော့မရှိတော့ဘူးဒီဖျားလှိုင်ကူကဒုတယ်ကြီးကြီးမားမားစောက်ထားတယ်ဒါပေမဲ့အထဲဝင်လိုက်လို့ရှိရင်မွန်းကြက်တာတွေမှောင်နေတာမျိုးတွေဖြစ်မနေဘူးအထဲမှာအလင်းရောင်လည်းကောင်းတယ်လေဝင်လေထွက်လည်းကောင်းတယ်အပေါ်အဆင့်တွေကိုလည်းဆက်တက်လို့မရတော့ဘူးဆိုတော့တပတ်ပတ်ပြီးတာနဲ့အပြင်ကိုပြန်ထွက်လိုက်တော့မယ်နော်ဟောဒီနားမှာရုပ်ပြောင်ပကြီးလေးတွေဆွဲနေကြတာခဏရက်ကြည့်လိုက်အောင်မယ်
ပြီးတော့ဒီတပ်ပညုဖျားမှာလေတဲပကြီးရေးဆွဲနေတဲ့ပကြီးဆရာတော်တော်များများကိုတွေ့ခဲ့တယ်ကံမှာပဲရှိတယ်ဒီတဲပကြီးရေးဆွဲပုံရေးဆွဲနည်းကိုလည်းအခုဒီမှာတွေ့ရတယ်ပကြီးဆရာတယောက်ကအခုလိုပဲရှင်းပြပေးခဲ့ပါတယ်ရှင် တဲပကြီးပါခင်ဗျာကျွန်တော်တို့ပိဿဘောကိုပေါ်သုံးသက်ကပ်ပြီးမှပကြီးရေးပါတယ်ကျွန်တော်တို့ပကံဒေတာမှာပဲရှိပါတယ်တဲကပေကရလဲတဲလဲဆိုတာတရားဝင်တွေထဲကသွားကျုံထားတဲ့တဲပါတဆင်ပြီးတဆင်ရေးပါတယ်တော့ဟုတ်ပြီတော့အဲ့ဒါတဲပကြီးကဒီပကံမှာပဲရှိတာပေါ့နော်ဟုတ်ပါဗျဟုတ်ပါဗျဒီလိုမျိုးတဲလေးတွေပါအေယာဝတီမြစ်ထဲကသွားကျုံထားတဲ့တဲလေးတွေပါလမ်းပြတွေးကြရတဲ့တော့မဟုတ်ပါဘူးဟုတ်တဆင်ပြီးတဆင်ရေးပါလေ step by step အခုကျွန်တော်ရေးနေတဲ့ပကြီးကရေးလက်စဒါတထွန်ကပါဒါပိတ်စလိုချင်တဲ့ cycle ကြီးနဲ့ညက်ဆေးအဖြူနဲ့ဘောင်စတင်ပြီးခွေဒီအတွင်းထဲမှာပေါ်တော့အရိတန်ဇလီတာတဲကပ်ပါအောက်ခံရေလုံးတဲကပ်ခြင်းလောက်ကပထမဆုံးလုပ်တယ်ရပြီဆိုမှပေါက်ချောင်းကိုဒါနဲ့စတင်ပါလေဒီထဲကိုဆေးထည့်တယ်ဆေးထည့်ပြီးတော့ကျတော့ဒီလိုမျိုးအနက်ရောက်ကောက်ချောင်းလိုက်ဒီပုံချမ်းပါဒီပုံချမ်းဒါဆိုဒီလိုလေးပဲပုံချမ်းပဲပြခဲ့တာပါပုံချမ်းရေးချစ်ခဲ့တယ်ရပြီဆိုမှအခုစုပ်တယ်နဲ့ဆေးရောင်လေးကိုစုပ်တယ်နဲ့ဆေးရောင်လေးကိုချဲနေပါတယ်ဆေးရောင်လေးချဲလို့ပြီးပြီဆိုတော့နောက်ဆုံးလိုက်တဲ့နေဖိုင်နယ်ကိုဒီမဲ့ပြန်တတ်ပါလေမျက်လုံးစုံမျက်စံနဲ့တက်တယ်ဒီထဲမှာအနုစိတ်လေးတွေထပ်ပြီးတော့မှုမှာနောက်ဆုံးဖိုင်နယ်ဒီလုံးဝပြီးသွားတဲ့ပကြီးကဒီပါဒီထဲမှာအနုစိတ်တွေနောက်ဆုံးဖိုင်နယ်ကိုဒီလိုအနုစိတ်တွေတော့ပါမယ်ဒီမှာဒီလိုလေးပဲပြခဲ့ပြီးပုံချမ်းပြခဲ့ပြီးအကြောင်းချဲပါတယ်ချာပြီဖိုင်နယ်ကိုဒီသွားပါတယ်ဒီဘက်ကဒါကအမျိုးသားပါသူကဆုံးထန်ထားပါတယ်ဒါကအမျိုးသမီးပါသူကဆုံးနေလို့ပါတရားပါကြောင်းတဲ့ဆုံးဘူကမောင်တထန်တရွေ့လူတွေကရေလျှော့ခံနေလို့ပေါက်ထုတ်သွားလို့ရတယ်ဒီလိုပါဝယ်သွားတာနဲ့ဒါမျိုးလေးလုပ်ပြီးလိုက်ပါဒီဘေးတဲ့မပေါ့ဒီကနိုင်ငံကြားထားပြီးတွေ့ယူသွားတယ်တွန်းကြည့်တာပွားကြတာမရှိဘူးဒါမျိုးလည်းအကျဉ်းပါအဲ့လိုရနေလေပုံပါညာကျင်သွားတယ်ဆိုရင်ရေလျှော့လို့ရပါတယ်နောက်ရောဘက်ကနေမိလူတိုက်ရတယ်အဆင်ပြေပါတယ်နှခမ်းသားလေးတွေခြံထားတာရည်ရွယ်ချက်နဲ့မှန်ပေါင်ဖြစ်ဖို့ဝယ်သွားတဲ့လူကသူ့အရက်ဒေတာရောက်ပြီဆိုမှဒီလိုမှန်ပေါင်လေးကြည့်အခန်းနေရာလေးမှာချိန်ကျွန်တော်ပြောတဲ့230 240နဲတောင်နဲပါပြီစေးယူပြီးလို့ရှိရင်ကျွန်တော်ရေနဲ့ရွှာဆွလို့လိုက်ဟုတ်ရေလေးရေနဲ့ဝါဆွလို့လိုက်အဲ့ဒါကအဲ့ဒီစေးစုံနေတဲ့အချိန်မှာကျွန်တော်ကစားခွင့်ရှိအဲ့ဒီစေး6သွားပြီဆိုရင်ကျွန်တော်ဖြတ်ပြပါမယ်တဲလေးပြုတ်မသွားဘူးအကြောင်းလေးပြည့်အဲ့ဒီဆေးစုံနေတော့မှဆိုတော့ကျွန်တော်တို့ကအဲ့လိုတွန်းဖြတ်လိုက်ရင်အဲ့ဒီဆေးကပြတ်သွားပါတယ်အဲ့ဒါလိုပါရည်စည်းတွေအဓိကကကောပါတဲဦးလေပေါ်နေခဲ့ဒီကလူကအဓိကမိန်နေကျွန်တော်တို့ဒီကာလာတွေကို mix လုပ်တဲ့နေရာမှာလဲအဲ့ glue နဲ့ထည့်ပြီးတော့မှုထားတဲ့ချုပ်ဆေးပါတဲ့အတွက်သူဟာရေရှော့တယ်ပြတ်အခုကျွန်တော်ဒီမှာဆိုရင်အလင်းအမောင်ကစားတယ်ဒီဘက်ကဆေးယူတယ်ဒီဘက်ကရေနဲ့ကစားတယ်အဲ့လိုကစားပါအဲ့ဒါကအဆူလုံးမှာအဲ့ဆေးဆူလုံးမှာကစားလို့ရတယ်အဲ့ဒီဆေး6သွားလို့ဆိုရင်ဒီလောက်ဖြစ်တယ်ခုနလိုမျိုးကျွန်တော်တော့ဖြစ်တယ်မပြတ်ဘူးရေရှော့လို့ရတယ်ဆိုရင်အဲ့
အခုရွှေကူကြီးဖျားကိုရောက်ပြီအလောင်းစီသူမင်းက AD 1131မှာတည်ခဲ့တာဒီဖျားကိုတည်ပြီးတော့မှတပ်ပညုဖျားကိုတည်တာပေါ့နော်သူက12ပေလောက်မြင်းနေဒီအုတ်ခုံကြီးပေါ်မှာတည်ထားတာဆိုတော့ဖျားရှင်ပင်ကိုရောက်ဖို့အတွက်ဒီလှေကားလေးတွေကနေတက်သွားရတာဒီရွှေကူကြီးဖျားကိုတာဝိထိပြည်စီတဝန်ကျောင်းတော်မှာရှိတယ်ဝိသကာတတိမကြီးစောင့်လုပ်လှူဒန်းထားတဲ့ခန္ဓာကိုယ်ကြီးတိုင်းပုံစံအတိုင်းအတူယူပြီးတော့တိဆောက်ခဲ့တာတဲ့အထဲဝင်သွားလို့ရှိရင်ဝင်ပေါက်ဖက်မှာဒီမူလဖျားဓာတ်ကဖြစ်တဲ့အလောင်းစီသူမင်းရေထိုးထားတဲ့ကြောက်စာနှစ်ချက်ကိုနံရံမှာမြုပ်ပြီးတော့ကတ်ထားတယ်ဒါကတော့မြန်မာပြန်ဆိုပေးထားတာပေါ့နော်ပြေကမှာတစ်စီကြိုက်တာဟောဒီတောက်မှာပန်းဦးလေးချထားတာတွေ့လို့မေးကြည့်တော့အလောင်းစုသူမင်းကြီးကိုတားတော်နေရသူကတတ်ခဲ့တဲ့နေရတဲ့ရာဇဝင်တွေထဲမှာပြောကြတာတော့အလောင်းစုသူမင်းရဲ့တားတော်နေရသူကဖခင်မကြမ်းမမာဖြစ်နေတဲ့အချိန်ဒီရွှေကူကြီးဖျားထဲမှာလာပို့ထားပြီးတညမှာသူကိုယ်တိုင်ဖခင်ကိုအဝတ်တွေခေါင်းနေနဲ့ဖိတက်ခဲ့တာတဲ့အလောင်းစုသူမင်းနတ်ရွာဆန်တော့တတ်တော်တရားတစ်နှစ်ရှိပြီပေါ့နော်နေရသူမင်းဆိုတာကပကံမှာထင်ရှားတဲ့ဒုတယ်ကြီးမလုံးနဲ့ဓမယန်ကြီးဖျားကိုတည်ခဲ့တဲ့သူလေညနေကျရင်အဲ့ဓမယန်ကြီးဖျားဘက်ကိုဆက်သွားမှာအားလုံးသိကြတဲ့အတိုင်းပဲအလောင်းစီသူမင်းကကျက်စစ်သားမင်းကြီးရဲ့မြေတော်ဖြစ်ပြီးတော့ပကံထီးနန်းကိုလည်း85နှစ်ကြာစိုးစံခဲ့လို့နတ်သက်အရှိဆုံးမင်းနဲ့မှတ်တမ်းဝင်ခဲ့တယ်သူတတ်တော်တရားတစ်နှစ်မှာတားဖြစ်သူနေရသူကလှုပ်ကြံလိုက်လို့နတ်ရွာဆန်ပြီးတဲ့နောက်သူကမင်းစီသူနတ်ဆိုတဲ့အမည်နဲ့အပြင်38မင်းနတ်စင်းထဲမှာပါပြီးတော့ယုံကြည်သူတွေကလည်းအခုတည်းထိတိုင်ကိုယ်ွယ်နေရှိပါတယ်ဒီရွှေကူကြီးဖျားဝင်းကျင်မှာကတရပါတကားရဲ့အနန္နာစေတီရဲ့တပ်ပညုစေတီတို့ရှိတယ်
ဒီတတိုင်းရင်ထနောင်းပင်ကြီးကကြပြဆက်ဆန်နဲ့ကိုတကယ်လာတာသူနဲ့တက်ဖို့တွေ့လိုက်တဲ့သူတွေလည်းအများကြီးပဲ ရွှေကွေကြီးဖျားပေးမှလေရှင်းဟောက်သူတေသနာအဖွဲကပြန်ပြီးတော့တူးဖော်နေတဲ့နန်းတော်ဟောင်းနေရာတနေရာရှိတယ်။အနွယ်ထာမင်းနဲ့ကျက်စစ်သားမင်းကြီးတို့ရဲ့နန်းတော်ဟောင်းနဲ့ဟိုးတော့ကတော့အရန်ကိုခံထားတဲ့တစ်သားနန်းတော်ကြီးဖြစ်ခဲ့တာပေါ့နော်။ အခုဒီလမ်းကနေဓမယန်ကြီးစီတီဘက်ကိုဆက်သွားနေတာပေါ့နော်မြေလမ်းလေးဆိုတော့အသွားများချိန်ဆိုလို့ရှိရင်ဖုံထတယ်ပကံမြေကိုအေးမြစေတဲ့ထနောင်းပင်လေးတွေကတော့လမ်းဘေးဝဲရမှာတန်းစီနေတာပဲ ဟိုးမှာလှမ်းမြင်နေရတဲ့လူစီကားတဲ့နေရာကဆန်းဆက်ကြည့်ရင်လှတယ်လို့နာမည်ကြီးတဲ့ဆွေတော်မျိုးတော်ကုန်းလေလာကြည့်ကြတဲ့သူတွေအများကြီးပဲ ဓမယန်ကြီးစီတီကိုရောက်တော့မှောင်တော့မှောင်သွားပြီအရင်တော့ကဒီစီတီဘက်ကိုနေ့ပိုင်းပဲလာဘူးတာညဘက်ရောက်တာကတော့ဒါပထမဆုံးပဲအလောင်းစီသူမင်းရဲ့သားတော်နေရသူမင်းကဒီနဗယန်ကြီးစီတီကို AD 1163 65လောက်မှာတည်ခဲ့တာတဲ့ဒီမှာမှတ်တမ်းရေးထားတာတွေ့တယ်ပကံမှာရှိတဲ့ဇီဒီပထိုးတွေထဲမှာဒုတဲ့အကြီးဆုံးဖြစ်လို့ဒုမာသမယန်လို့လည်းဆိုကြတယ်နေရသူမင်းကဖခင်အလောင်းစီသူမင်းနဲ့အကိုတော်ကိုတတ်မိတာကိုနှောင်နှားရပြီးတော့ကုသိုလ်ပြုတဲ့အနေနဲ့ဒီစီဒီကိုတည်ခဲ့တာလို့လည်းဆိုကြတယ်
တက်လို့ရဇီဒီတဲတော့နေရသူမင်းကိုယ်တိုင်ကြီးကြက်ပြီးတော့အုပ်စီတာကအစဒီအပေါက်ရအောင်မရှိအောင်စစ်ဆေးခဲ့တာတဲ့တာဝန်ပေါ်ရတယ်လို့ယူဆခံရတဲ့သူတွေကိုလည်းပြင်းပြင်းထန်ထန်ကိုအပြစ်ပေးခဲ့တယ်လို့ကြားဘူးတယ်ဒီပလန်ကနေပြီးတော့အတွင်းဘက်ကိုဝင်တဲ့အပေါက်တွေကိုတော့အုတ်တွေနဲ့အကုန်ပိတ်ထားတယ်ဒီစီဒီကြီးကဒုတယ်လည်းကြီးတယ်စောက်ထားတာကလည်းတိတိကျကျစောက်ထားတာဆိုတော့ဒီပကံမှာလှုပ်ခဲ့တဲ့ငလျင်တန်တွေကိုဒီစီဒီကြီးကခံနိုင်ခဲ့တယ်တဲ့ဒီဘက်မှာလျောင်းတော်မူရုပ်ပွားတော့ရှိတယ်အဲ့ဒါနောက်ပိုင်းတချို့ကပေါ့နော်နေရသူမင်းတက်လိုက်တဲ့တီဟိုမင်းသမီးရဲ့ရုပ်ထုဆိုပြီးတော့ရှောက်ပြောကြတာပေါ့နော်အမှန်တော့မဟုတ်ပါဘူးအခုအလန်းညုံတယောက်ကဒီဧည့်သည်တစ်ဖွဲ့ကိုရှင်းပြနေတာလေးကိုနားထောင်ကြည့်နော်ဒီမှာဖျားလက်ဆိုတာသင်္ကန်းစာညံတော်ငယ်လာရဲ့ချက်တဲသင်္ကန်းစာရဲ့ညံသူကကလမလို့ပြောတာကလမမဟုတ်ဆောကသူစစ်နိုင်သူပါလာတဲ့ကလာမင်းကြီးကိုတတ်တယ်လို့ဆိုပြီးအဲ့လိုတတ်တယ်ဆိုတာသူကအဖေကိုတော့ရည်သူပြီးဒီဖျားတဲနေတဲ့အချိန်မှာသူတတ်လိုက်တဲ့ကလမကိုအမှတ်ရလိုက်တာအဲ့တော့သူမိမအတွက်ရည်သူကတဲတယ်ဖျားအဲ့လိုကုသိုလ်ကောင်းမှုတော့ရည်သူလာနေရမှန်းတာစကားနှလုံးကြီးပဲဒါပေမဲ့ဒိတ်ပဲပွားတယ်ရည်သူကသူများကိုရသိချင်လို့ပြရရည်မှန်းတာကိုရချင်လို့အဲ့တော့ဒါရည်သူပြီးတဲတယ်ဖျားဖျားပြီလေသူတက်လိုက်တာဟာအိမ်ကြီးကမျိုးနွယ်ဖြစ်တယ်အတွက်အိမ်ကြီးကလေးသမီးချက်ပေါ်တာလို့ပဲပေါ်ဝါကိုင်တာလေးအဲ့ဒလေးတွေထဲမှာဖျားတဲ့မှာထည့်ပြီးပူဇော်လိုက်တာလို့ကျွန်တော်နောက်လူတွေမြင်းစရာဖြစ်တာအမှန်တော့ဒါဖျားတာဒီနေ့မှအိမ်ကြီးကမျိုးသမီးကိုရည်သူပြီးတဲ့ဖျားကျန်တဲ့နေရာတွေကတော့မှောင်နေလို့မသွားတော့ဒီဘက်ကနေပဲပြန်ထွက်တော့မယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲနားလိုက်ပါတော့မယ်ရှင်ပကံမှာထင်ရှားကြော်ကြားတဲ့နောက်ထပ်ဇီဒီပထိုးတွေအကြောင်းကိုလည်းပြန်လည်မျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်